Minecraft ဒါပေမဲ့ဒီကြာရ OP item တွေ trade ပါတယ်ကျွန်တော်ဒီနေ့မှာတော့အဲ့ဒီ OP item တွေကိုအသုံးပြုပြီးတော့ Ender Dragon ကိုတက်တောင်းရဖြစ်ပါတယ်ကဲကျွန်တော် video လေးကိုစလိုက်ကြရအောင် Okay ကျွန်တော်တို့အရင်ဆုံးရွာလေးတစ်ခုပြန်ရှားပါမယ် A few moments later Okay ကျွန်တော်ဒီမှာ Nether Portal ပြီးကျွန်တော်ရွာလေးတွေ့ပြီပေါ့နော်ကျွန်တော်တို့ Nether Portal system မှာပါရှိတယ်ကြည့်ကြရအောင် Okay ထားလိုက်ပါတော့ရှိရ review ခဲ့လိုက်တော့မယ်ကျွန်တော်တို့အခုရွာထဲမှာဒီ villager ပါထွက်တယ်ကျွန်တော်တို့ကြည့်ရအောင် Oh my god မြေကြီးဘလော့ test ကို umbrella ပေါင်း60လောက်ရတယ်ပြီးတော့ weight တစ်ခု umbrella 20တဲ့တော်တန်နေဟာဒါကျွန်တော်တို့ဒီမှာဘာဝယ်လို့ရမလို့ကြည့်အောင်ဒီကျွန်တော်ဘာဖြစ်အရင်ဆုံးဒီ weight အကောင်ယူကြရအောင်ဗျာအဲ့ကောင်ပြီးရောင်းရမယ်ဟာကျွန်တော်ခွကြည့်မိရဗျာဒီကောင်ကတော့တစ်ခုပဲဝယ်တာဒီကောင်ဘာကောင်တော့ကွာတော့ကျွန်တော်မြေကြီးပဲယူတော့မယ်โอเคကျွန်တော်တို့ခုမြေကြီးအလုံးလောက်ရပါပြီကျွန်တော်တို့လည်းသွားထွေးကြည့်အောင်โอเคကျွန်တော်ဒီမှာဒီကောင်အားရအောင်โอเคခဏလေးဒါတော့ဝဲတူထားလိုက်မယ်โอเคကျွန်တော်ဒီမှာ apple ပေါင်း60ရည်ဒီကောင်ဒီအားရအောင် golden apple တစ်လုံးလောက်ဝယ်ထားလိုက်မယ်ဗျာโอเคကျွန်တော်တို့တခြားကောင်တွေလည်းသွားထွေးကြည့်အောင်ဟောဒီကောင်လည်း farmer ပဲဗျာ farmer ပဲဆိုတော့ကျွန်တော်တို့ရှာတော့ဘာမှမဝယ်သေးဘူးဒီကောင်ကဘာထွေးတော့သူလည်းတိတ်တော့မဆမ်းပါဘူးလေမြေပုံထွေတယ်ဒါမှဒါဘာမြေပုံတွေတော့ကျွန်တော်လည်းမသိဘူးဝယ်တော့ပါဘူးဗျာကျွန်တော်ဒီမှာ blacksmith တစ်ခုတွေ့ထားတယ်ကျွန်တော်တို့ဘာလုတွေများရှိလဲမသိဘူးโอเคဒါမှမဟုတ်ဒါတော့ကျွန်တော်တို့အရင်ကောက်သွားပါပြီကောင်းကြီးမဲ့โอเคကျွန်တော်ဒီမှာနောက်ထပ် blacksmith တစ်ခုပေါ့နော်ကျွန်တော်တို့ဒီမှာဘာရရမလဲဆိုတော့ဒါလည်းကောင်းပါလေယူခဲ့လိုက်ပဲကျွန်တော်ဒီမှာ blacksmith နဲ့တွေ့ပြီပေါ့ကျွန်တော်ဒီကောင်ဘာဖြစ်လဲကြည့်အောင် Oh my god netherite soil Oh my god ယူမှာကွာရော netherite soil ရောတန်လိုက်တာကွာဟိုမှာကြည့်ဦးဒီကောပစ္စည်းအလန်းစားကြီးကျွန်တော်တို့တက်နည်းခုတ်လိုက်ပါအောင်မယ်ကျွန်တော်တို့ပေါ်နေရကျွန်တော် diamond ရှာပဲလုပ်လိုက်ပါတော့မယ်ဒီကျွန်တော်တို့မှာမြေကြီးကျူပြီးဒီကောင်တို့ရောင်းရမယ်ပေါ့နော်ကျွန်တော်တို့တယောက်မှရောင်းလို့မရတော့နောက်တော့ထပ်ရှာရောင်းမယ်ရှင်โอเคကျွန်တော်ဒီကောင်ရောင်းတယ်ကျွန်တော်ဒီကောင်ရောင်းလိုက်မယ်62ခုတော့ဒီစတော့ကျွန်တော်60ပဲရဒီကောင်ကပို့တော်ပေးသေးတယ်โอเคကျွန်တော်လိုချင်တဲ့ပစ္စည်းဝယ်လို့ရတယ်ခုတော့ဘာမှတော့မရှိဘူးဒီကောင်မှာကျွန်တော်ဒီမှာလိုအပ်တဲ့ပစ္စည်းတချို့ဝယ်မယ်ပေါ့နော်အရင်တော့ကျွန်တော်တို့မြားဝယ်ပါမယ်ဒီ mail ကတော့ကျွန်တော်ဟောရခရီးပါပါဝိုင်းဟာโอเคထားလိုက်ပါကိစ္စမရှိဘူးကျွန်တော်ဒီမှာမြားရင်ဝယ်ရမယ်ကျွန်တော်တို့လောဆိုတော့ဒါလေးဝယ်ထားလိုက်မယ်โอเคကျွန်တော်မြားဝယ်လိုက်ပါတော့မယ်လေဒါမြားကောင်းတယ်ပြတော့မြားဝယ်မယ်ဒီမှာမြားပြီးဒါဘယ်လိုခေါ်စမ်းလေဒါမြားဟုတ်တယ်ဒီမှာဘေးကမြားဘေးကလေးတော့အခုကျွန်တော်တို့မှာ OP lens တွေရှိပြီပေါ့နော်အဲ့တော့ကျွန်တော် OP ရဲ့ပြောရရင်အာမာပဲလို့ပါဗျာဒီကောင်ကအာမာလည်းမရအောင်ဆိုကျွန်တော်အာမာရောင်းတဲ့ကောင်လိုက်ရှာမယ်โอเคကျွန်တော်တို့မှာလိုချင်တဲ့အာမာစမိတ်ရပြီ Emotional damage ဒီကွာကျတော့ကျွန်တော်တို့ဒီမှာအာယုံတုံး umbrella 30ရတယ်ကျွန်တော်တို့မှာ diamond ဖူးအောင်ရမှာကြည့်အောင်ရမယ်လို့ထင်ပါတယ်ကျွန်တော်ထင်တော့ Okay ကျွန်တော်တို့မှာ diamond ဖူးအောင်ရပြီပြီးတော့ကျွန်တော် diamond ဝယ်ထားမှာကျွန်တော်ဒီကောင်းလုံး nether ရဲ့ဖြစ်ပြောင်းခြင်းလို့ပြီးတော့ကျွန်တော်တို့အာယုံနည်းနည်းလိုတယ်ဆိုတော့အဟမ်ကျွန်တော်တို့ခုလိုချင်တဲ့ပစ္စည်းတိုက်လောက်ဝယ်လို့ရတယ်ကွာကျွန်တော်ဒီမှာအာမဖြုံကြောင်ကျွန်တော်ဒါလေးယူလိုက်ပါမယ်ပြီးတော့ကျွန်တော်ဒါလေးကိုနေတာပဲအာမအဖြစ်ပြောင်းပါမယ်ပြီးတော့ကျွန်တော်တို့ဒါလေးတက်မယ်ပေါ့နော်โอเคပြီးတော့ကျွန်တော်ဒါကို average နဲ့ပဲလုပ်ရမယ်ဗျာ average နဲ့လည်းလေကျွန်တော်မှလည်း average ပဲရှိရဗျာ diamond ကလည်းမရှိတော့ကျွန်တော်ဒါနဲ့ပဲလုပ်လိုက်တော့မယ်အားလုံးမကြည့်လိုက်ဗျာကျွန်တော်ဒီမှာအရင်ကိုခန့်ချောဖြစ်သွားပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်လိုအပ်တာကတော့ကျွန်တော်နေတာရဲ့ဟောဦးကျွန်တော်တို့အန်နဲ့တောက်ဝဲချင်ပါတော့ကျွန်တော်အဲ့တော့ import တွေကိုကျွန်တော်တို့ရှားမယ်ပေါ့နော်ကျွန်တော် stone ရှားမယ်ပေါ့
အဲ့တော့ကျွန်တော်ကြည့်ရသလားဆို Star Wars တီးရမှာပေါ့နော်ကျွန်တော်တိတ်တော့မွေးလောက်ထင်ပါတယ် Okay နောက်ဆုံးကျွန်တော်ရှာတွေ့ပါအခုကျွန်တော်တို့ import တဲ့ဝယ်ရှာဖို့ကြံပါတော့လေ Finally ကျွန်တော်တို့ဒီမှာ import တဲ့ကိုရှာတွေ့ပါအခုကျွန်တော်အဲ့ကောင်ထုံးဖို့ပဲကြံပါတော့လေ Let's go ဆိုတော့တော်ရှားလိုက်ရတယ်ဗျာ Okay ကျွန်တော်တို့ဒီမှာအကုန်လုံးတို့လိုက်ထည့်လိုက်မယ် Okay ကျွန်တော်တို့သွားကြရအောင် Okay ကျွန်တော်အရင်ဆုံးဒီအပြန်နေထွားမယ်ကျွန်တော်စိတ်ကြီးလှုပ်ရှားနေဒီချင်းအားစားလေးအဲ့ဒါတော့ကျွန်တော်အဲ့မိုက်ဒီစတာနေမှာညာ Okay ကျွန်တော်နောက်ဆုံးတော့အန်နာရေကိုတက်နိုင်ခဲ့ပါပြီ Oh my god တော်တော်ခတ်လိုက်တာဗျာဒီအကောင်ရဲ့ဥကိုကျွန်တော်ရှူရမယ်အကောင်ရဲ့ဥကိုကျွန်တော်ရှူရမယ်အကောင်ရဲ့ဥကိုကျွန်တော်ရှူမယ်ကြည့်ရှုပေးတဲ့သူအားလုံးတူတူတင်ပါခင်ဗျာကျွန်တော်ဒီ video လေးပို့တဲ့အချိန်လေးအများကြီးပေးထားတယ်ပေါ့နော်ပြီးကျွန်တော်ဒီ video လုံးနေတဲ့တခြင်းလောက်သွားပြီပေါ့နော်အဲကြောင့်အားလုံးကိုပျော်ရွှင်ရတဲ့တခြင်းအခါလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲ bye bye